ရုရှားနိုင်ငံနဲ့တရုတ်နိုင်ငံတို့ဟာအလွန်အဆင့်မြင့်တဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတဖြည်းဖြည်းချင်းချဲ့ထွင်လာတဲ့ရင်းနှီးတဲ့မဟာမိတ်များဖြစ်ကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကဆင်ဟွာကိုပြောပါတယ်။မိမိတို့ဟာရင်းနှီးတဲ့မဟာမိတ်များဖြစ်တယ်လို့တဦးရဲ့စကားသံကိုတဦးကအမြဲနားထောင်ကြောင်းတဦးရဲ့အကျိုးစီးပွားကိုတဦးကထိမ့်သိမ်းနေဆိုတဲ့သဘောဖြစ်ကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကတရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီးဆင်ဟွာသတင်းဌာနဥက္ကဋ္ဌချိုက်မင်းကျောင်နဲ့တနအီကြာတီးတန့်တွေ့ဆုံမေးမြန်းရာမှာအဲ့ဒီလိုမှတ်ချက်ပြုခဲ့တာပါ။ရုရှားနဲ့တရုတ်နိုင်ငံများကြားအပြန်အလှန်ယုံကြည်မှုအားမကြုံစဘူးအဆင့်ကိုရောက်ရှိခဲ့ပြီးလက်ရှိမှာကုန်သွယ်ရေးစွမ်းရည်နဲ့အခြေခံအဆောက်အအုံစတဲ့ကဏ္ဍများစွာပါဝင်တဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက်ခိုင်မာတဲ့အုတ်မြစ်တစ်ခုဖြစ်လာတယ်လို့သမ္မတပူတင်ကဆိုပါတယ်။လက်တလောနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကျဆင်းလာမှုနဲ့ပတ်သက်ပြီးသမ္မတပူတင်ကကမ္ဘာစီးပွားရေးကျဆင်းမှုများရဲ့ရက်လက်အဖြစ်ကုန်စည်စည်းနှုန်းနဲ့ငွေကြေးလဲလှယ်မှုနှုန်းထားများမတူညီခြင်းတို့ကြောင့်နှစ်နိုင်ငံကုန်သွယ်ရေးဟာယာယီကျဆင်းနေခြင်းဖြစ်ကြောင်းပြောကြားပါတယ်။ရုရှားတရုတ်ကုန်သွယ်ရေးရဲ့အရေးပါတဲ့အလုံးမှာပြောင်းလဲထုတ်လုပ်ခြင်းနည်းပညာမြင့်နယ်ပယ်များမှာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတေးခြားမြင့်တင်ခြင်းနဲ့ကုန်သွယ်မှုအဆောက်အအုံခိုင်မာအောင်တိုးမြင့်လှုပ်ဆောင်သွားတော့မှာဖြစ်ကြောင်းပူတင်ကပြောကြားခဲ့တယ်လို့ဆိုပါတယ်ရှင်။